အဲ့လိုမျိုးဆရာပတ်စံဆူတယ်ခါမှာ fan လည်းဖြစ်တယ်ကွာတိလားမြန်မာနိုင်ငံမှာတော့လည်းလုံနေကြပဲတိလားအခုဒီနိုင်ငံရောက်မှဒေါ်လာကိုင်းလို့လောက်ရမယ်မဟုတ်ကွာတိလားမြန်မာနိုင်ငံမှာတော့မြန်မာပတ်စံကိုင်းတဲ့အချိန်တုန်းကလည်းအဲ့လိုပဲလုပ်တာ Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စင်တနေ့တာပတ်စံဘယ်လိုဆူလဲဆိုတာလေးကိုအားလုံးကိုပြပြချင်လို့ပါဆိုတော့အကုန်လုံးသိထားတဲ့အတိုင်းပဲကျွန်တော်လာစားရပြီဆိုလို့ရှိရင်ကျွန်တော်က50 30 20ဆိုပြီးတော့လာစားရဲ့ဟိုပတ်စံတွေကိုပေါ့နော်90ရာခိုင်နှုန်း30ရာခိုင်နှုန်း20ရာခိုင်နှုန်းဆိုပြီးတော့ခွဲလိုက်တယ်မလားအဲ့လိုခွဲလိုက်လို့ရှိရင်90ရာခိုင်နှုန်းကကိုမဖြစ်မနေပေးရမယ်အင်လာကာတို့မီတာတို့ဖုန်းဘီတို့ကာတို့အကုန်လုံးပေါ့နော်ဆိုတော့အဲ့90ရာခိုင်နှုန်းကအဲ့ဒီမှာတွားလိုက်မယ်ပြီးသွားဆိုလို့ရှိရင်30ရာခိုင်နှုန်းအဲ့ဒီ30ရာခိုင်နှုန်းကကျတော့ကိုလိုချင်တာတွေဝယ်ဖို့ဥပမာထားရတော့ skin care တို့နောက်ပြီးသွားလို့ရှိရင်အင်ဂျီဝက်စာအသစ်တို့အပြင်မှာထမင်းတစားတာတို့အဲ့လိုမျိုးတွေအတွက်ကိုကျတော့ပြန်ဒီ30ရာခိုင်နှုန်းနဲ့တုံးတယ်20ရာခိုင်နှုန်းကိုကျတော့ပြန်စုတယ်ဆိုတော့စင်ဒီ20ရာခိုင်နှုန်းစုတဲ့ခါကျတော့ပတ်စံအရန်နေတယ်ကိုစုတဲ့အမှာထားပါ1000မှာဆိုလို့ရှိရင်200လောက်စုပြတာအဲ့တော့စင်ကရန်ကုန်မှာတုန်းကလည်းဒီပတ်စံစုနေလို့စုတယ်ပေါ့နော်ဆိုတော့အခုဒီနိုင်ငံရောက်မှဒီကပတ်စံရှာလို့စုတာမျိုးလုံးဝမဟုတ်ဘူးစင်ရန်ကုန်မှာတွေကစုတယ်ရန်ကုန်မှာတုန်းကကျတော့လွန်ခဲ့တဲ့4-5နှစ်ကစုတဲ့ပတ်စံအမောင်းဆိုတော့နည်းနည်းလေးတော့ပြောရတာတော့နည်းနည်းခတ်မယ်ပေါ့နော်ဒါပေမဲ့စင်လွန်ခဲ့တဲ့4-5နှစ်ကစုခဲ့တဲ့ပုံစံနဲ့ပဲမြန်မာငွေနဲ့ပြပြလိုက်ပါမယ်ဆိုတော့စင်ရဲ့အဲ့တော့ဝင်ငွေကတစ်လကို10သိန်းလောက်ရှိရပေါ့နော်ဆိုတော့10သိန်းလောက်ရှိတဲ့အချိန်မှာ10လောက်ရှိတဲ့အချိန်မှာစင်က3သိန်းကကိုသုံးမယ်ဆိုရင်ပြန်ဖယ်ထားလိုက်တယ်ဖယ်ထားလိုက်တဲ့အချိန်မှာ3သိန်းကိုပြန်1ရက်ကို1000သုံးမယ်ဆိုပြီးတော့ရက်30စာပြန်ခွဲထားလိုက်တယ်အဲ့လိုမျိုး1000နန်နေပြီးပြန်ခွဲထားလိုက်တယ်ကွာခွဲထားပြီးသွားလို့ရှိရင်အပြင်သွားလို့ရှိရင်ပြန်ပတ်စံအောင်အပိုတိတ်မထည့်ဘူးအဲ့လို backup လောက်တော့ထည့်ရပါတော့တည်ရမှာဘယ်သူမှကြုံမသိဘူးလေကိုဘယ်လောက်သုံးမလဲဆိုတာဟုတ်တယ်မလားဒါပေမဲ့ပြန်အဲ့လောက်အများကြီးမထည့်ထည့်ထားလို့ရှိရင်အပြင်သွားလို့ရှိရင်တွေ့ရင်ဝဲခြင်းတယ်အဲ့ကြောင့်မှပြန်အများကြီးမထည့်ဘူးထားပါတော့ဒီနေ့ပြင်သွားဆိုရှင်3000လောက်တော့ထည့်ထားလိုက်တယ်ကွာတီလား just in case ပေါ့အဲ့လိုမျိုးဆိုတော့တရက်ကို1000သုံးတယ်မလားတရက်ကို1000သုံးတဲ့အခါမှာဥမာထားပါတော့ဒီနေ့ကိုကအပြင်မသွားရဘူးအိမ်မှာပဲနေပြတယ်ဆိုတော့ online shopping တွေမှာလည်းမလုပ်ဘူးအဲ့လိုဆိုလို့ရှိရင်အဲ့ဒီ1000ကိုစင်ကဖယ်ထားလိုက်တယ်လုံးဝကိုဖယ်ထားလိုက်တယ်မိထားလိုက်တယ်ပေါ့နော်ဆိုတော့နောက်နေ့ရောက်လို့ရှိရင်နောက်နေ့ရဲ့1000ကိုစင်သုံးတယ်ဒီလားနောက်နေ့ရဲ့1000သုံးတယ်နောက်နေ့ရဲ့1000သုံးပြီးတော့အဲ့နောက်နေ့1000မှာစင်မပို့သုံးပြီး1000ခွဲလောက်သုံးပြီးရဆိုလို့ရှိရင်စင်ဒီကြံခဲ့တဲ့ပတ်စံစင်မထိဘူးအရှိရက်ဟာကိုထိလိုက်တယ်အဲ့တော့နေနောက်နေ့ကြောက်လို့ရှင်ဒီအဲ့လောက်သုံးလို့မရတော့ကိုပြန်ပြီးတော့ strict လုပ်တာပေါ့နော်ပတ်စံမှာကိုကပတ်စံကိုအလိုလိုက်လို့မရဘူးကိုအရန်ထိန်းချုပ်မှာပဲရမှာဒီလားပတ်စံကိုအလိုလိုက်လို့မရဘူးကိုအလိုလိုက်လို့မရဘူးပြောတာကွာဆိုတော့အဲ့လိုမျိုးဆန်အရှိရက်ကိုကြိုသုံးတာဘယ်တော့မှဒီ1000ကိုပြန်ပြီးတော့လှည့်မကြည့်ဘူးအဲ့လိုလိုက်တာပေါ့နော်ဆိုတော့ဒီ1000ကိုဆန်ဘယ်လိုပြန်စုလဲဆိုလို့ရှိရင်ဆန် date အလိုက်ပြန်စုတယ်ဒီလားအဲ့လိုမျိုး1000နဲ့တရက်ရှိရမလားဆရာ1020ရက်လေးလိုက်မယ်1020ရက်လေးပြီးသွားဆိုလို့ရှိရင်တရက်နေ့တစ်လဆိုလို့ရှိရင်1000စုတယ်1000စုလိုက်တယ်ကွာအဲ့လိုမျိုး2ရက်နေ့2ရက်နေ့တစ်လဆိုလို့ရှိရင်2000စုတယ်ဆိုတော့1000ဆိုလို့ရှိရင်ကျွန်တော်1 2 3 6 4ရက်စာပတ်စံရတယ်ကွာစ date လိုက်ဆိုတာအဲ့တော့ fun ဖြစ်တယ်ကွာဒီလားအော်ဒီနေ့က4ရက်နေ့ဆိုတော့ငါ4000စုမယ်ဆိုပြီးတော့အဲ့လိုမျိုးစင်ကပြန်ပြီးတော့ဖယ်ပြီးတော့စုတာကွာအဲ့တော့ဒီ1000ကတရက်စာစုတာမျိုးမဟုတ်ပဲနဲ့4ရက်စာစုတယ်လို့မျိုးဖြစ်သွားတော့ကိုယ့်ဘက်ကနေပြီးကြည့်လို့ရှိရင်လည်းငါပတ်စံစုနေတယ်ဆိုတော့ feeling မျိုးရတယ်ကွာတီလားဒီ3သိန်းမှာဆင်ကအနည်းဆုံးရအောင်3သိန်းကိုပြန်စုတယ်အဲ့လို3သိန်းပြန်စုတဲ့အတွက်ကြောင့်မလို့ဟိုမှာကို20ရာခိုင်နှုန်းစုထားတဲ့ဒီ2သိန်းမှာဒီ3သိန်းသွားပေါင်းလိုက်လို့ရှိရင်3သိန်းစုမိတယ်လို့ဖြစ်သွားတယ်ကွာသဘောပေါက်လားတော့မသိဘူးဆင်ကအဲ့လိုမျိုး girl math ပေါ့နော်ကိုလည်းထိန်းတယ်လို့မျိုးဖြစ်တယ်ပြီးတော့ဒီ date လေးနဲ့ဆိုတာဆိုတော့ငါအခုမှ6ရက်နေပဲရောက်သေးတယ်ဒါပေမဲ့ဒီနေ့က15ရက်နေရှိနေပြီငါရက်တွေအရင်နောက်ကျနေပါလားဆိုပြီးကိုအဲ့မှာနည်းနည်းပြန်ထိန်းမိသွားတယ်ကွာတိတာဆိုတော့ကိုကမတိလိုက်ပဲနဲ့ emergency 300ရဲ့ပတ်စံနေပေါ်လာမှရှိမယ်ဟလာနေမကောင်းဖြစ်မယ်အလုံးမသွားနိုင်ဘူးနောက်ပြီးတော့ဒီလမှာမိဘကိုပို့ပြီးတော့ထောက်ပံ့ရမယ်ပညာရေးစိတ်ကိုအတွက်ကိုပေးရမယ်ဒါမျိုးတွေကကွာရုပ်တရက်ပေါ်လာနိုင်တယ်အဲ့လိုရုပ်တရက်ပေါ်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ 50% နေမှာမလောက်လို့ရှိရင်ဒီ 30% တွေကလာပြီးတော့ပြန်သုံးရမှာလေတီလားအဲ့လိုဆိုတော့အဲ့လိုမျိုးလာရဆိုလို့ရှိရင်စံလဲကြက်တာပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးစင်ကဒီလိုမျိုး fun saving လို့ခေါ်တာပေါ့နော်စင်အတွက်ကကျတော့အရန် fun ဖြစ်တဲ့အတွက်ကြောင့်မို့လို့စင်အဲ့လိုမျိုးလေးပတ်စံအမြဲတမ်းစုတယ်အဲ့လိုမျိုးကြောင့်ပေါ့နော်စင်က concert တွေပါတွေတွားပြီဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပတ်စံကိုချက်ချင်းသုံးလိုက်နိုင်တာကွာတိလားအဲ့လိုမျိုးသုံးလိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့အရန်ကြီး type မဖြစ်သွားဘူးအဲ့တော့စင်ဒီလိုမျိုး concert နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းဥပမာပေးပြမယ်ကွာတိလားဆိုတော့စင်ကအခုဒီဟာတော့ဒေါ်လာနဲ့ရရမယ်နော်ဆိုတော့စင်မှာဒီတလားအဲ့လိုမျိုးပိုးတဲ့ပတ်စံလေးစုထားတာ900ရှိတယ်
ဒုတိယကြည့်စင်ရမ်းကြိုက်တဲ့ baby monster ရောက်လာရယ်ကွာသူ့ရဲ့ concert ticket က200ကျော်ကစားတယ်ဟုတ်ပြီလားကိုဝယ်မဲ့category ကနေပြီးတော့210ပဲထားပါတော့ဆိုတော့အဲ့900တွေကနေပြင်210ကို300တော့မယ်လေဒီလားဘာဖြစ်လို့ဆိုတော့ပြင် concert ticket ကအခုချက်ချင်းဝယ်မှရမှာကိုစင်ရဲ့ဒီ 30% တွေကစင်က3လို့ရှင်မလောက်တော့ဘူးလေဘာဖြစ်လို့ပတ်စံနေတာဦးဒီလားဆိုတော့အဲ့210ကိုစင်သွားထုတ်လိုက်တယ်210ကိုသွားထုတ်လိုက်တယ်နော်သွားထုတ်ပြီးတော့စင်လက်မှတ်ဝယ်လိုက်တယ်ဥပမာလက်မှတ်ရောင်းနေလာကအခု3လပိုင်းလက်မှတ်ရောင်းနေဆိုလို့ရှိရင်တို့ရဲ့ concert က9လပိုင်းဆိုတော့3လပိုင်းနဲ့9လပိုင်းဆိုတော့အချိန်2လရှိတယ်2လရှိတယ်3လပိုင်းမှာပေါင်းလိုက်လို့ရှိရင်3လရှိရကွာအဲ့ဒီ3လကိုစင်ဒီ210နဲ့ပြန်စားလိုက်လို့ရှိရင်တစ်လကို80စင်ဒီ savings ကိုပြန်ဆက်သွားလို့ရှိရင်ပတ်စံပြန်ပြီးကြေသွားမယ်ကွာသိလားတဘောပေါက်လာတော့မသိဘူးအဲ့လိုမျိုးစင်3လကွာငါရဲ့ girl move ကငါစိတ်ညစ်လာဆိုအဲ့လိုမျိုးပတ်စံစုတာကွာဒီလားအဲ့ကြောင့်မို့လို့3မိတယ်ဒါပေမဲ့မပြောက်သွားဘူးပေါ့ဒီလားဆိုတော့အခုစင်210ထုတ်လိုက်တယ်3လိုက်တယ်3ပြီးွားတဲ့အခါမှာစင်ဒီ3လပိုင်းကပတ်စံကိုလည်း80လေအဲ့80ပြန်ထည့်လိုက်တယ်ပြီးွားမေလရောက်လို့ရှိရင်ဧပြီလရောက်လို့ရှိရင်ဧပြီမှာအဲ့ 30% နဲ့ပြန်ထည့်လိုက်တယ်နော်ပြီးွားလို့ရှိရင်မေရောက်လို့ရှိရင်လည်းစင်ဒီ 30% နဲ့ပြန်ထည့်လိုက်တဲ့အခါကျတော့သူ့ရဲ့210ကပြန်ပြည့်သွားမယ်အဲ့ဒါအပြင်အောင်မှာစင်ရဲ့ savings ကလည်းတက်ရှိနေမယ်အဲ့လိုအပြင်အောင်မှာစင်ဒီ 30% နဲ့မှာစင် daily savings လုပ်ခဲ့တဲ့ amount ကလည်းရှိနေမယ်ဆိုတော့ပတ်စံမပြောက်သွားဘူးသူ့ကနေသူတော့ရှိနေမယ်နည်းနည်းလေးလည်းထပ်တူလာမယ်အဲ့လိုမျိုးနဲ့ပတ်စံဆူတာကွာတိလားဆိုတော့ဒါပတ်စံဆူနေပြီပေါ့နော်တကယ်အောင်မှာလက်စုပ်လက်ကင်ပြနိုင်တဲ့ amount တစ်ခုထွက်လာတယ်ပေါ့နော် Thank you for watching till the end I hope you guys got something from me I hope I see you again bye bye